relationship ရှိတဲ့သူတွေတယောက်ကိုတယောက်ကြည်ချင်ရောပေါ့နော်တယောက်ကိုတယောက်တန်ဖိုးထားကြပါဆိုကိုယ့်ပေါ်ကောင်းနေတဲ့လူကိုရလာတယ်ဆိုလို့ရှိရင်လည်းတန်ဖိုးထားကြပါတော့ဒီလိုခစ်ကြည့်တယ်မှာဆိုတော့ကိုယ့်ပေါ်ရန်ကောင်းတာကိုယ်ကြီးဆိုင်ပြေးတာကိစ္စရှိတာအဲ့လိုမျိုးတွေကအရင်ရှာသွားပြီပါဆိုတော့ main လေးပဲပြယောက်ျားလေးဖြစ်ပါတော့ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းကိုယ့်ပေါ်ရန်နားလည်းပြီးတယ်ဒီပေါ်ရန်ချစ်တတ်တယ်ရန်ကြီးဆိုင်ပြေးတယ်ကောင်းမလေးရတာလည်းဆိုလို့ရှိရင်လည်းဒါတို့တန်ဖိုးထားပေးကြပါကိစ္စရှိပေးကြပါဆိုတော့ main လေးတွေလည်းအဲ့တိုင်းပဲကိုယ့်ရန်ယူဆိုင်တယ်ရန်ချစ်တယ်လူတွေမရှိပြီးဆောင်ထားပြီးတယ်ဆိုတော့ဘယ်သူမှတော့မပြီးဆောင်ပါဘူးသိကြခလားအဲ့မျိုးကိုယ့်ပေါ်မှာဆိုလို့ရှိရင်ကွာဒီကလိုက်လောက်ပြီးတော့ဗောနော်မပြီးဆောင်ဘူးဆိုလို့ရှိရင်တော့မှသူနိုင်တဲ့လောက်လေးဗောနော်စေနာဒီမိတာတွေကိုယ့်ပေါ်မှာထားပေးနေတယ်ဆိုလို့ရှိရင်တော့တန်ဖိုးထားကြပါဆိုတော့ဒီလိုခစ်ကြီးထဲမှာကဒီမျိုးရန်ကောင်းတဲ့လူကရှားသွားပြီဗောနော်ရှိပါတယ်မရှိဘူးလို့တော့ပြောတာတော့မဟုတ်ပါဘူးရှိပါတယ်ရှားတယ်ဒါကျွန်တော်တို့တွေးနိုင်ဖို့စုံနိုင်ဖို့ဆိုတော့ကြီးစားတော့ဒီတိုင်းထားနိုင်တယ်လူတိုင်းကတော့ကြီးစားရနိုင်တယ်ဆိုတော့ကျွန်တော်တို့ပေါ်မှာအချစ်စစ်တွေရစ်တာတွေလည်းပြီးနိုင်တဲ့လူတွေကတကယ်ကိုရှားပါတယ်ကြားခဲ့လို့ရှိရင်လည်းတမိုးထားကြပါလို့ဒါလေးလည်းပြောရပါ